လင်ယောင်မယာရော UFC ရဲ့ Fight of the Night bonus တွေရတဲ့အထိကန်ကောင်းခဲ့ကြတဲ့ Ronda Rousey တို့ဇနီးမောင်နှံပရိသတ်များလုံးပဲမင်္ဂလာပါများလက်ဝဲ Supreme ကတင်ဆက်နေပါပြီ UFC သမိုင်းတစ်လျှောက်ကြီးကျယ်ဆုံးသောပြိုင်ပွဲတွေကတစ်ခုဖြစ်တဲ့ UFC 168 2013ခုနှစ်ဒီဇင်ဘာ28ရက်ညက Ronda Rousey နဲ့သူမရဲ့နာဂခင်မွန်းဖြစ်လာမဲ့ Travis Brown တို့အတွက်ကတော့ပုဂ္ဂိုလ်ရေးရာရောငွေကြေးရပါမျိုးနိုင်စရာကန်ကောင်းမှုတွေစုပြုံခဲ့တဲ့ရှေးအောင်ညာချမ်းတစ်ခုလို့ဆိုရမှာပါအဲ့ချိန်မှာ Ronda က UFC ရဲ့မျိုးသမီး Bantamweight Champion ဖြစ်ုံနေမှာကပဲနဲ့တကမ္ဘာလုံးကစောင့်ကြည့်ရတဲ့ Superstar တစ်ယောက်ဖြစ်နေခဲ့ပါပြီသူမရဲ့တတ်မှတ်ထိုးကြီးက$1သိန်းဖြစ်ပေမဲ့သူမပြသခဲ့တဲ့စွမ်းဆောင်ရည်ကအဲ့တန်မိုးထက်အများကြီးပိုပါတယ်သူမကပြိုင်ဘက် Michelle Tate ကိုတတိယချီမှာသူမရဲ့နာမည်ကျော် Amber လက်မောင်းချုပ်ကွက်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်ဒါကအဲ့ဒီခေတ်ကအကောင်းဆုံးရှုံးပေးခြင်းစုကိုရရှိစေခဲ့ပါတယ်သူတို့နှစ်ဦးရဲ့ထိုးသတ်မှုဟာအကျိတ်နဲ့ရှီလုံးတာကြောင့်အိမ်ညရဲ့အကောင်းဆုံးပွဲစဉ်စုကိုပါရရှိခဲ့တာဖြစ်ပါတယ်ဒီစုနှစ်ခုပေါင်းရဲ့တန်ဖိုး$1သိန်းခွဲဟာသူမရဲ့မူလထိုးကြီးထက်တောင်မှပိုများနေတာကသူမရဲ့အသုံးစရိတ်နဲ့ဖြောပြနိုင်စွမ်းကိုမိမောင်းထိုးပြနေတာဖြစ်ပါတယ်ရိုဒါရဲ့ချန်ပီယံကာကွယ်ပွဲမတိုင်ခင်မှာသူမရဲ့နာဂခင်မွန်ဖြစ်လာမဲ့ Heavyweight Fighter Travis Brown ကလည်းအကြီးကျယ်စွမ်းဆောင်ရည်ကိုပြသခဲ့တာဖြစ်ပါတယ်။ Travis ကဝိုင်း Fighter ကြီး George Barnett ကိုပထမချီမာရင်တောင်ချက်တွေနဲ့အလဲထိုး KO နိုင်ပွဲရယူပြလိုက်ပါတယ်။ဒီပြောင်မြောက်တဲ့လဲထိုးမှုကြောင့်သူဟာလည်း$9,000ခွဲစုကြေးရရှိခဲ့ပါတယ်။ဒါကညထဲမှာပဲအနာဂတ်ဇနီးမောင်နှံနှစ်ဦးလုံးဘောနက်တွေအသီးသီးသိမ်းပိုက်သွားနိုင်ခဲ့တဲ့ရှာရှာပါပါအခိုက်အတန့်ဖြစ်ပါတယ်။